နောက်ပါကျွန်တော်တယောက်တည်းမတတ်ဖက်ပဲကျန်တဲ့လူတွေကကိုတော့တတ်မှလူတွေကြီးပဲဆရာမတွေကတိတ်ပြီးတော့ဟိုကျွန်တော်တို့မတတ်ဆွမ်းနေဆိုရင်တိတ်ဟိုပြောရမလားသူတို့တော့ခက်ခဲတယ်ပေါ့လေဒါပေမဲ့ကျွန်တော်ပြပါအဲ့လိုပေါ့ကျွန်တော်မြင်မလို့ဟိုဆရာမတို့အနေနဲ့စာပဲသင်ပြီကျွန်မသားရဲ့ကိစ္စကိုအိစာအားလုံးကျွန်မကိုယ့်ဘက်ကိုကြောင်းမလာလုပ်ပြီအဲ့ဒါလေးမြင်အောင်လက်သိမခံဘူးမတန်ဆွမ်းမှုတစ်ခုကိုမြင်လိုက်တာနဲ့အဆင်မပြေပါဘူးဆိုတဲ့အတွေ့သူတို့ကဒါရှိပြီးသားပဲစကြတာပေါ့စကြတော့ကြတော့တော်တော်ဆိုးဆိုးဝါးစကြပါလေဒီကြောက်တက်ပြီးတော့ပညာတက်လေပညာတက်ပြီးဘာဆက်လုပ်ပါလဲမင်းတို့ပုံစံမျိုးတော့ကွာလည်းလုံလိုက်ရမှာမဟုတ်ပါဘူးအဲ့ချိန်တော့ကလေးစိတ်ဆိုတော့ဟိုသိရတိုင်းပဲလေဒေါသကတော့ထစ်ကတဲ့ရှိရဲလို့ထွက်လာဘဝတစ်ခုပြောင်းလဲပြလိုက်တာပေါ့လေအဲ့အတွက်လည်းဒီနေ့ချိန်သူ့ကိုကျေးဇူးတင်တယ်ကျွန်တော်တို့ပြောအဲ့ဒီတနားရဆိုတဲ့စကားကိုဟိုဒါသူများရတော့မသိဘူးကျွန်တော်အနေနဲ့ကျတော့လက်သိမခံဘူးတနားတယ်ဆိုတာတဲ့နောက်စကားလေးထပ်ပြီးတော့သုံးစီနေတာဘာစကားလဲဆိုတော့ကိုရင်းစားရဆိုတဲ့စကားလေးသုံးဝင်မောင်းတဲ့လောကကတော့ဒီဗီတာလူစီးဖို့ပဲကျွန်တော်ငွေကြီးရှိပါတော့လောက်လိုက်တယ်ခုတော့လောက်တော့စဉ်းစားဦးလေဒါလည်းစဉ်းစားနေရပဲဘာလို့လဲသူမိသားစုစီပဲတော်ဝေးလို့ငါလောက်ဝင်မယ်ဒါပေမဲ့အဲ့ဒါကိုလည်းအဲ့လိုပေါ့ကယ်ရေးပါလေဆွဲကြည့်ပါလားရလို့ရညဖြစ်လောက်ထင်တယ်အဲ့လိုပုံစံမျိုးနဲ့ပေါ့အဲ့ဒါနေသူကြံရပြီးကိုကလည်းဆန်းလို့ရတဲ့ဘောတဲ့အဲ့လိုလုတ်ဖြစ်သွားတာအရင်တော့ထီရောက်တာပေါ့ထီရောက်တော့တော်တော်လေးဆင်ပြေခဲ့တယ်လေဆင်ပြေတက်လိုက်တဲ့မှာကျန်ကျမရဲ့ချိုးဝေးအဲ့လိုနည်းနည်းလေးအဆင်ပြေတဲ့ဘက်လေးကိုပြန်ရောက်သွားတာတော့အဲ့လိုပေါ့နည်းနည်းအမြင်ကြည်လာလေးရှိကြတော့အဲ့တော့ကိုကလည်းပြန်သူတို့ထက်အများကြီးပြန်တယ်လေရာကြီးပြန်တော့ပြီးတော့ order လေးရတယ်ဖြည်းဖြည်းရလာတော့အဲ့လိုပေါ့ဟိုမနာလို့သူတွေတော့ရှိတာပေါ့အဲ့လိုဟိုလူရဲတွေထားလေးနည်းနည်းစိတ်တကြတဲ့အနေထားလေးတွေရှိတော့စိတ်တကြဆိုတော့အဲ့လိုပေါ့လေဆွဲပကောက်တဲ့နေ့တွေကြရင်ဟိုတော်လေးပဲရတယ်အဲ့လိုပေါ့အဲ့အခါကျရင်တော့ကိုမျိုးသူတွေကဘာဖြစ်လဲနေ့လူကဒီလောက်ကြီးရနေပါလား4000ရ5000ရနေပါလားတခါလေလဲမစီးရလူတွေရှိပါပဲလေအဲ့လိုပေါ်မှာသူကခွန်အားတွေပေးတာပါဘာမှမဖြစ်ဘူးဒီလည်းပဲမရှိရတဲ့စားကြမယ်အဲ့သဘောနဲ့အဲ့လိုမျိုးစိတ်ခွန်အားတွေပေးတာမိုးရွာရနေဘူးအခုဆိုရင်လာအကြမ်းပြီးလာပြီးမိုးရင်းရောက်တော့အဲ့ချက်ရိုက်လဲဒီလိုပဲဒီသားသူဆိုကြိုးစားပြီးတော့ကျုံးကြအောင်ပါကလေးတွေလည်းရှိရအတွက်လေအဲ့တော့ဘယ်တော့မှလည်းကျုံးမပေးဘူးအသက်ရှင်နေပြီးတော့အကောင်းဆုံးကြိုးစားပြီးတော့ဟိုကြော်ဖြတ်ကြပါမယ်ရှိပါတယ်ကိုကလည်းအိမ်အောင်ရှိရဆိုတော့လေအဲ့လိုပေါ့လူရမျက်မြင်ပဲမှန်းကြတာပဲလေကိုလည်းအဲ့တိုင်းပဲမျက်မြင်ပဲမှန်းတာလားအเจ้าပါကျွန်တော်တယောက်တည်းမတတ်ဖက်ပဲကျန်တဲ့လူတွေကကိုတော့တတ်မှလူတွေကြီးပဲဟိုကိုတော့ခြေကောက်လက်ကောက်ကိုတတ်မှလူပေါ့လေဆရာမတွေကတိတ်ပြီးတော့ဟိုကျွန်တော်တို့မတတ်ဆွမ်းနေဆိုရင်တိတ်ဟိုပြောရမလားသူတို့တော့ခက်ခဲတယ်ပေါ့လေသူတို့ကဟိုစားလဲဆိုဝိုက်လုတ်ပေးနေရမယ်စားလဲတင်အောင်ပဲဒီကြောက်သားတွေဝိုက်လုတ်ပေးရမယ်အဲ့လိုအတွေးမျိုးတွေလည်းလုတ်တယ်ဒါပေမဲ့ကျွန်တော်ပြပါအဲ့လိုပေါ့ကျွန်တော်မြင်မလို့ဟိုဆရာမတို့အနေနဲ့စာပဲသင်ပြီကျွန်မသားရဲ့ကိစ္စကိုအိစာအားလုံးကျွန်မကိုယ့်ဘက်ကိုကြောက်မလာလုပ်ပြီအဲ့ဒါလေးမြင်အောင်လက်သိမခံဘူးစကြတာပေါ့စကြတော့ကြတော့တော်တော်ဆိုးဆိုးဝါးစကြပါလေ
အဲ့ချိန်တော့ကလေးစိတ်ဆိုတော့သိရတိုင်းပဲလေဒေါသကတော့ချစ်ကတဲ့ရှိရလို့ထွက်လာသူတို့ဆိုင်ကိုကလည်းတိတ်ကြီးမိခံဆရာမကိုသွားလိုက်တော့လေဆရာမတွေကအေးပါတားဒီလောက်ပဲသူတို့အနေနဲ့တိတ်ရေးယူဥစားမရှိဘူးအဲ့လိုမျိုးနဲ့ပဲကျောင်း10တန်းတိတက်ခဲ့တာပဝဲရဲ့အနေထားမှာလည်းအဲ့လိုမျိုးနေချဆက်ဆက်မှုလေးရှိခဲ့တာတကယ်ကြီးရေးပါပဲသူကလိုက်ပါတယ်နှိမ်သူ့အနေထားလေးရှိရင်တော့နှိမ်တဲ့စကားတစ်ခုပေါ့လေဒီနဲ့ဒီကြောက်တက်ပြီးတော့ပညာတက်ပြီးဘာဆက်လုပ်ပါလဲမင်းတို့ပုံစံမျိုးတော့ကွာလည်းလုံလဲရမှာမဟုတ်ပါဘူးသူကတော့အဲ့လိုပုံစံမျိုးလို့ပြောတာโอเคကြားတယ်မိစကားပြီးပြီးတော့ကိုကပြောလိုက်တော့နောက်ထပ်9နှစ်နေရင်ငါအလုပ်တစ်ခုနဲ့မရှိပြန်လာခဲ့ပဲဒီစကားကိုပြောပြတဲ့အတွက်ကျေးဇူးတင်တယ်အဲ့ချိန်တော့စိတ်ရတော့နည်းနည်းတော့ဖူသွားတာပေါ့လေဒါပေမဲ့အဲ့ဒါကိုကိုကပြင်ပြီးတော့တစ်ဖက်နေနဲ့အားတစ်ခုနဲ့ထုတ်လိုက်တော့အဲ့ဒီအတင်မှာလောက်ရသွားနောက်9ရက်နေတဲ့အချိန်မှာအတင်ကိုကက်လည်းရှိတယ်ပြီးတော့အလုတ်ကက်လည်းရှိတော့သူ့ရှိကိုပြန်ပြီးတော့ပြန်သွားတာတားရီတို့ဘင်းကောက်မှတ်ပြီလားမှတ်ပြီလားဟောတယ်မင်းကတရားလို့ပါထင်ခဲ့တဲ့ပုံကူပဲအေးဟုတ်အဲ့လိုပဲဖြစ်ရမယ်လေမင်းပြောခဲ့တဲ့စကားတစ်ခုကငါပြန်ပြီးတော့ဒါခြေပါတာမဟုတ်ဘူးလို့ငါအနေနဲ့အားတစ်ခုဖြစ်သွားတဲ့အတွက်နှိမ်တဲ့စကားဆိုတော့ညာလဲကွာလို့ဒါပေမဲ့ငါဖြစ်တဲ့အနေနဲ့အလုပ်ကိုရောက်ရှာခဲ့တယ်အမေဟုတ်လိုက်လားဘာလုပ်လဲဒီမှာလို့ငါလုပ်တဲ့အလုပ်ငါတင်ဝေကအဲ့ဒီမှာငါဘာလုပ်နေလဲဆိုတော့စကားရှိဝင်ပြောလိုက်ကြည့်လိုက်လုံးဝဖြစ်နေမင်းမဖြစ်ပါညာအဲ့လိုလည်းပြောလိုက်ကက်လေးလေးထုတ်ပြလိုက်တယ်အဲ့ဒီဝေဒန်းကက်ကိုအသေးဝဲကောထုတ်ပြလိုက်အဲ့မှာသူလက်ခံသွားဘောတစ်ခုပြောင်းလဲပြလိုက်တာပေါ့လေအဲ့အတွက်လည်းဒီနေ့ချိန်သူ့ကိုကျေးဇူးတင်တယ်ကျွန်တော်တို့ပြောပုံလေးတစ်ခုဝင်သွားပြီပုံလေးပိုင်ရှင်ကအင်တာဗျူးမန်နေဂျာအင်တာဗျူးလိုက်သူတို့ကခိုင်းလိုက်ရင်လည်းဒါခိုင်းလိုက်ပြန်ရင်လည်းအများဒီကုမ္ပဏီကိုရှုပ်ကြမယ်လို့ဒါကုမ္ပဏီဘက်ကအမြင်တစ်ခုကိုညင်ပေးတော့ဒါပေမဲ့ကျွန်တော်တို့ဘက်ကသူကြတော့လည်းမဟုတ်ဘူးအခုဆိုတာခိုင်းလိုက်မှကိုယ့်ရဲ့လုပ်ရည်ကိုသူတို့သိပါလေသူတို့ကမစံဆွမ်းမှုတစ်ခုကိုမြင်လိုက်တာနဲ့အဆင်မပြေပါဘူးဆိုတဲ့အတွေ့သူတို့ကဒါရှိပြီးသားပဲအဲ့လိုတွေးခေါ်တွေကကိုယ်လေးပြောရင်ဒီယနေ့ချိန်ဒီတိတ်မပြောင်းလဲသေးဘူးအဲ့ဒါလေးတွေကိုကြောက်လဲပေးပါလို့လေဒီမီဒီယာစစ်အောက်ဆိုရင်တော့ဆိုရင်ကျွန်တော်တို့ခေါ်ခဲ့တယ်လေဒါပေါင်းလို့ပါပဲကျွန်တော်တို့တန်ဆွမ်းတွေကိုခေါ်ခဲ့တယ်ကျိုးစော်ကန်းပါအစိုးပါပဲဒီစကားဒါကျွန်တော်တက်တာလေးတကယ်စိုးသွားတဲ့စကားတွေအများကြီးရှိဒီလိုမျိုးလေးပြောလိုက်ပါစိတ်အာသာပြေဆိုတဲ့သဘောနဲ့အဲ့လိုမျိုးပြောကြတာပေါ့လေသူတို့စိတ်ကိုလည်းပြင်လို့မပြတာသူတို့ကလည်းဒါလေးတွေ့ပါသူတို့ပြောရတယ်ဆိုတော့ပြင်တော့လည်းအကောင်းဆုံးပေါ့လေဒါပေမဲ့ဒီလိုလူမျိုးတွေကတော့မပြင်ဖို့ကတော့တော်တော်ခဲပါအဲ့တော့ကိုယ်စိတ်ပဲသူတို့ပြင်ဖို့ဆိုတာလေကိုယ်စိတ်ကိုယ့်ရဲ့အလုံးနဲ့ကိုယ့်ရဲ့စိတ်ကိုပဲပြင်လိုက်တာအကောင်းဆုံးပါ Facebook တွေပေါ်လာတဲ့လျောက်မှာဒါတွေကသိဉာဏ်တစ်ခုနဲ့ဘိုးသားတစ်ခုနေတဲ့သူတွေသိကြတော့အဲ့လိုမျိုးနေချမှုဆိုတာတိတ်မရှိကြတော့ရှိရတော့ရှိသေးပါတယ်ဒါပေမဲ့ရင်ကချက်ဆိုင်အများကြီးတော့တော်ရော့ပါကျွန်တော်တို့ကအဲ့ဒီတနားလေးဆိုတဲ့စကားကိုဒါသူများရတော့မသိဘူးကျွန်တော်အနေနဲ့ကျတော့လက်သမခံဘူးတနားလေးဆိုတာတဲ့နောက်စကားလေးထပ်ပြီးတော့သုံးစီနေတာဘာစကားလေးဆိုတော့ကိုရင်းစားရဆိုတဲ့စကားလေးအဲ့ဒါတနားလေးဆိုတာတဲ့အဲ့ဒီစကားလုံးကပို့ပြီးတော့ကျွန်တော်တို့အားတစ်ခုလေးဖြစ်တယ်လို့အဲ့လိုမျိုးလေးဖြစ်စေချင်တာပေါ့လေအားလုံးကလူသားရဲ့လူတွေပဲလေခုနကျွန်တော်ပြောသလိုအတန်းဆွမ်းထဲမှာတကယ်ပညာတက်ရည်ချင်းပြေးသွားတဲ့လူတွေအများကြီးပဲကိုသေးပါလေရှိခဲ့တယ်ကျွန်တော်နှစ်ဖက်မတန်ဘူးတစ်ခါလေကြာရဲ့အဲ့လိုပေါ့CP တို့ပဲခေါ်တိုးကောက်ပဲပြောပြတာတကယ်လားကြောတင်းဆိုအဲ့လိုမျိုးမတန်ဆွမ်းတော့မှတကယ်ဝဲရပညာတက်တယ်အများကြီးရှိခဲ့ဘယ်လို့ဆိုလုံးကြည့်ပါမရတဲ့အနေနဲ့မဖြစ်တဲ့အနေနဲ့လုံးကြည့်လူရလို့ဖြစ်လာခက်ခဲရရှိပါအဲ့တော့အကောင်းဆုံးကြိုးစားမှုနဲ့ဒီဘဝကိုရုပ်နဲ့လှုပ်ရှားပါလို့ပြောကြည့်မလှုပ်ချင်ဘူးလို့ဆိုရင်အဲ့ဘယ်လုံးကလှုပ်လို့ပြတော့
ဖြစ်ဖြစ်တဲ့အနေနဲ့လောက်ကိုကြောက်ရမယ်လောက်ကိုလောက်ရမယ်ဆိုတဲ့စိတ်တဲ့ဟိုဘဝကိုရှုပ်ဖို့ပဲကျွန်တော်လိုပဲစူးစမ်းစေချင်ပါတယ်